မင်္ဂလာပါအမ်ဆူမှာကြိုဆိုပါလေဒီဇလန်းကတော့တကားခောက်တန်လုံးဝစတင်ဘယ်တော့မှပြန်မထွက်နိုင်ဘူးအိမ်တလုံးအကြောင်းပါဇလန်းကိုစလိုက်ကျွန်တော်ကမျိုးပြင်သာအိမ်ဟောင်းတလုံးကိုဈေးတက်တာလို့ဝယ်ပြီးနေထိုင်နေတယ်ပထမရက်တွေကတော့ဘာမှမဖြစ်ဘူးဒါပေမဲ့တတိယညမှာတောက်တကားကိုသုံးခါပဲခောက်တယ်တိတိကျကျကျွန်တော်ဖုန်တိတ်နေလိုက်တယ်မင်းနဲ့နဲငယ်ကြတော့ပြတင်းပေါင်းဘက်ကနေတောက်ထက်ခောက်တယ်တကားကိုကျွန်တော်လှမ်းကြည့်လိုက်တော့ပြတင်းပေါက်ပြင်မှာတယောက်ရဲနေတယ်မျက်နှာမမြင်ရဘူးဒါပေမဲ့သူ့လက်နဲ့ပြတင်းပေါက်ကိုတကားကိုလုံးကားပဲထက်ခောက်နေတယ်ကျွန်တော်ကြောက်ပြီးမကြည့်တော့ညတညလုံးအဲ့ဒီတုံးကတကားခောက်တာတကားပြတင်းပေါက်နိုင်ရန်နေရာတိုင်းကနေကြားနေရတယ်နောက်နေ့အိမ်ရှိမှာအိမ်ကြီးချင်းဖိုးတယောက်တွေ့တယ်သူကပြောတယ်ညပဲတုံးကခောက်တဲ့ကြားရဲ့ဘယ်တော့မှမဖွင့်နဲ့ဘာလို့လဲလို့ကျွန်တော်မေးလိုက်တော့သူကခဏလေးအဲ့ဒါဒီလိုဝင်နေရာတခုထုံးလိုက်တာနဲ့ကျွန်တော်အဲ့ဒါကိုလက်မခံဘူးစိတ်ထဲမှာရုပ်တရားမရှိဘူးလို့ထင်တယ်ညတညမှာတောက်ဆိုပြီးတကားတုံးကျထက်ခောက်လာတယ်ဒီတစ်ခါကျွန်တော်တကားကိုတွားဖွင့်လိုက်တယ်ဘယ်သူမှမရှိဘူးဒါပေမဲ့အိမ်ထဲကိုလမ်းဝင်လာတဲ့အေးရည်တစ်ခုဝင်လာပြီဆိုတာသိတယ်အဲ့ညကနေစပြီးအိမ်ထဲမှာအတန်တွေကြားလာတယ်ညတိုင်းအိမ်ထဲကနေတောက်တကားတုံးချက်ခုတ်တယ်အားသုံးကနေခောက်နေတယ်ကျွန်တော်နားတက်ကြည့်လိုက်တယ်အတွင်းဘက်ကနေတန်တစ်ခုပြောတယ်မင်းထွက်ချင်တာကျွန်တော်တုံသွားတယ်မင်းဖွင့်ခဲ့တဲ့ချိန်ကစပြီးအိမ်ထဲမှာရှိတာမင်းမဟုတ်တော့ဘူးကျွန်တော်ပြေးပြီးတကားကိုဖွင့်နေတယ်ဒါပေမဲ့တကားမဖွင့်နိုင်ဘူးအဲဒီချိန်မှာပဲအပြင်ဘက်ကနေတောက်တကားခောက်တဲ့တုံးကကျွန်တော်နားလေသွားတယ်ပြင်မှာရင်းနေတာကျွန်တော်သူကတကားကိုထက်ခောက်ပြီးကျေးဇူးတွေငါ့ကိုထုတ်ကုန်ပေးပါတကားခောက်တဲ့တုံးကအပြင်မဟုတ်ဘူးတခါတလေတွန်းကထွက်ချင်နေတဲ့နေရာပါတွန်းနဲ့ကထွက်ချင်နေတဲ့